ဟုတ်ကဲ့အားလုံးပဲကျွန်တော်ရဲ့ Rise Automotive ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော် Rise Automotive မှာဆိုရင်ကျွန်တော်ကအဓိကပေးမဲ့ service တွေကပေါ့ polish မှာဆိုရင်3မျိုးရှိတယ်အဲ့ဒါတွေကတော့ express polish ရယ် regular polish ရယ် premium polish ရယ်ဆိုပြီး3မျိုးရှိတယ် express polish မှာဆိုရင်ကျွန်တော်ကအဓိက Maguire ရဲ့ Solo all in one ကိုကျွန်တော်အသုံးပြုပေးထားမယ် regular polish မှာဆိုရင်ကျွန်တော်တို့အများအားဖြင့်ပေါ့ပုံမှန် polish တွေမှာအသုံးများတဲ့ကျွန်တော် 3M တို့ဘာတို့ကျွန်တော်အသုံးပြုပေးမယ် premium polish မှာဆိုရင်ကျွန်တော်ကအခု Car Pro ရဲ့ Ultra Cut တို့ Reflect တို့ Accent တို့အဲ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်ကအသုံးပြုပေးထားမှာဖြစ်ပါတယ်ဒီ step 3ခုလုံးရောပြီးရင်ကျွန်တော်တို့ Car Pro ရဲ့ sealant တွေပါရောကျွန်တော်တို့ကပါရှိမှာဖြစ်တယ်ဒါ premium polish service မှာဆိုရင်ပေါ့နောက်ထပ်ကျွန်တော်စီမှာရရှိမဲ့ service ကတော့အခုကျွန်တော်မိတ်ဆွေတို့ရဲ့ကားတွေအခုမိုးရသည်ကုန်သွားပြီဆိုတဲ့အချိန်မှာကားပေါ်မှာတင်နေတဲ့မိုးရေရဲ့ acid နဲ့ဖုန်နဲ့ရောပြီးတင်နေတဲ့ကားရေချိုးခွက်လေးတွေကိုကျွန်တော်ကပျောက်ကင်းသွားအောင်ပြုလုပ်ပေးမယ့် service တစ်ခုဖြစ်တယ်နောက်ဆုံး service တစ်ခုအနေနဲ့ကြတော့ helm restoration လို့ခေါ်တဲ့မီးလုံးတွေကိုပြန်ပြီးတော့မူလအတိုင်းပြန်ပြီးကြည်လင်လာအောင်လို့လုပ်ပေးမယ့် service တွေဖြစ်ပါတယ်ကျွန်တော် polish service မှာဆိုရင်ကျွန်တော်ကကားတွေကို site လေးတွေနဲ့အဓိကခွဲပြီးတော့ဈေးနှုန်းလေးတွေကိုသတ်မှတ်ပေးထားတယ် small site ဆိုရင် express service မှာဆိုရင် small site တွေကို8000ဝန်းကနေစပြီးတော့အကြီးဆုံး site တွေဥမာအန်စာတုံးတို့ဘာတို့ကြာရင်ကျွန်တော်3သိန်းခွဲထိအမြင့်ဆုံးဈေးနှုန်းသတ်မှတ်ပေးထားတယ် regular polish မှာဆိုရင်လည်းကျွန်တော်ကအသေးဆုံးကားတွေကိုကျွန်တော်3သိန်းခွဲကနေသတ်မှတ်ပြီးတော့ကားအကြီးဆုံးကို2သိန်း3000ထိကျွန်တော်ဈေးနှုန်းကိုသတ်မှတ်ပေးထားတယ် premium polish မှာဆိုရင်လည်းကျွန်တော်ကအသေးဆုံးကားတွေကို2သိန်းခွဲကနေပြီးတော့အကြီးဆုံးကားတွေကို3သိန်း8000ထိကျွန်တော်သတ်မှတ်ပေးထားတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့လောလောဆယ်အခုဆိုင်ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ကျွန်တော်မိတ်ဆွေတို့အားလုံးကိုအခုပြောသွားတဲ့ဈေးနှုန်းတွေထဲကနေပြီးတော့ 20% off ဈေးနှုန်းပေးမှာဖြစ်ပါတယ်နေုံရုပ်အနေနဲ့မိတ်ဆွေတို့ရဲ့ကားတွေကိုအကောင်းမွန်ဆုံးလက်ရအကောင်းမွန်ဆုံးဝန်ဆောင်မှုများအတွက်ကျွန်တော်တို့ Rise Automotive ကိုလှမ်းလာဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ် Let your car rise